ကန်ပြပါဦးဘာဘာကန် ချူရီတစ်ချက်လောက်ကန်လောက်မှအတန်ငြိမ်သွားပြီတစ်ချက်လောက်ကန်လောက်ချွတ်တို့အာတော်လိုက်တာမိသမီးတော်လိုက်တာနောက်တစ်ချက်ကန်အောင်တချင်းပြောင်းလိုက်ချူရီ နောက်တစ်ချက်လောက်ကန်လောက်လို့နောက်တစ်ချက်လောက်ကန်လောက်လို့အာတော်လိုက်တာနလာကြော်ပြီဆိုလို့ရှိရင်လေခြေထောက်လေးကျင်ငန်းလေးတွေခေါင်းလေးကျင်ငန်းလေးတွေမျက်စိသူတို့ကလေမြင်ရပြီပေါ့နော်အဲ့တော့သူတို့မျက်စိလေးကျင်ငန်းလေးတွေစပြီးတော့လှုပ်ပြရမှာပေါ့နော် နောက်တစ်ချင်းတစ်ပုတ်တော့ချူရီကန်တော်လိုက်တာ哦 အားနဲ့ကန် ချူရီမမီးပမာလဲဟမ်မမီးပမာလဲအော်မမီးပမာလဲအော် နားကြီးရဲ့အမေမော်နေတယ်အမီးကစားနေတယ်နော်ဟုတ်တယ်နော်ချူရီကစားနေရ သူ့အာယုံအဲ့ရောက်တိုင်းချူရီတစ်ချက်ကန်လောင်နောက်တစ်ချက်အတန်ငြိမ်သွားပြီတစ်ချက်ကန်လောင်အားနဲ့ကန်ထီအောင်ကန်လေးချူရီရဲ့ yellow ကန်လို့ထီအောင်ကန်ပပပမာလဲပပ ချူရီရဲ့ ပပပဲရောက်သွားပြီလဲပပပဲရောက်သွားပြီလဲ ဒီမှာလေချူရီ ပပပဲရောက်သွားပြီလဲချူရီအော်တွေ့သွားပြီလားပပကိုအော်ပပကိုတွေ့သွားပြီလားဟုတ်လားမမီးပမာလဲမမီးအော်မမီးကခေါင်းမှာတော့ချူရီကမမီးကိုမမြင်ရဘူးမမီးကချူရီခေါင်းမှာဟုတ်တယ်လိုက်ရှာနေတော်လိုက်တာရောမမီးသမီးကတော်လိုက်တာရောအော်မမီးကိုလမ်းကြည့်နေလားဟဟလားအာကူကြီးမမီးကဒီမှာအော်မမီးကိုလိုက်ရှာနေလားဟလားခေါင်းလေးချင်းကနေလဲလှုပ်လို့မေ့သမီးကနော်ခေါင်းလေးချင်းကလည်းလှုပ်တယ်ခြေထောက်လေးချင်းကလည်းလှုပ်တယ်လို့တစ်ချက်ကန်လောက်ဟိုမှာတစ်ချက်ကန်လောက်ပပပြောနေတစ်ချက်ကန်အောင်နဲ့အော်လိမ်မာလိုက်တာမလီစကားလဲနားလေတယ်ရောပပရှိရနေအောင်လှမ်းကြည့်နေပြီအိုးဟာသူတိသွားပြီလေတိလာမမလီအခုအနီရောင်နေပါဒီမှာကန်လာရဲ့အရင်ကဆိုအနီရောင်တိတ်မကန်အမေတော်လိုက်တာရောင်စုံလိုက်တာဒီထိနေသွားတယ်